ကိုကေမှာကိုစာဝေထားတဲ့အကြောင်းအရာတွေကိုဘယ်သူမှမသိစေချင်ကိုချက်ချင်းရှင်းပြလိုက်ပါအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ကိုကေမှာကိုဘာတွေစာထားလဲဆိုတာကိုတယောက်တည်းပဲသိချင်တယ်တခြားသူတွေကိုမသိစေချင်မဟုတ်လားဒါပေမဲ့ကိုကေကကိုယ့်ရဲ့စာဖွေမှုမှတ်တမ်းအားလုံးကိုသိမ်းထားတယ်ဆိုတာကိုသိလားအဲ့တော့အဲ့ဒီစာဖွေမှုမှတ်တမ်းအားလုံးကိုဖြတ်ပေးရပါမယ်အဲ့ဒီလိုဖြတ်မယ်ဆိုရင်ကိုယ်ကမှစီနဲ့ history ကိုသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အများစုသုံးနေတာ Google Chrome ဖြစ်ပါတယ်အဲ့တော့ Google Chrome သွားပါမယ်ပြီးရင်တော့ဒီမှာအပေါ်နားမှာအဆက်30ရှိတယ်အဲ့ဒါလေးတစ်ချက်နှိပ်ပေးပါဒီမှာ history ဆိုတာလေးရှိတယ်အဲ့ history ကိုတစ်ချက်နှိပ်ပေးပါဒီမှာသူရဲ့ကိုယ်မှာဘာတွေစာဝေထားလဲဆိုတာကိုကိုယ်ကအားလုံးမှတ်ပေးထားရနော်ကိုကအဲ့လိုမှတ်ထားပြီးတဲ့ဆိုတာကိုကိုကမသိဘူးဆိုရင်တခြားတယောက်ကကိုယ့်ရဲ့ဖုန်းကိုင်တဲ့ချိန်မှာနားတဲ့လူတယောက်ကကိုယ့်ရဲ့ဖုန်းကိုင်တဲ့ချိန်မှာဒီလိုပေါ့နော်သူများကိုယ့်ရဲ့ကိုယ်ထဲဝင်ပြီးတော့ history ထဲဝင်ပြီးတော့ဒီလိုမျိုးကြည့်လို့ရှိရင်ကိုဘာတွေကြည့်ထားလဲဘာတွေစာဝေထားလဲဆိုတာကိုသူတို့ကြည့်တဲ့လူကတော့သိသွားမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကမပေးသိစေချင်ဘူးဆိုရင်ကျွန်တော်ကိုစာဖွေပြီးလို့ရှိရင်ကျွန်တော်တို့အားလုံးဖြတ်ပေးရပါမယ်ဒါမှသာတမန်ကိုရဲ့ဖုန်းကိုကြည့်နေချိန်မှာဒီလိုမှတ်တမ်းတွေမတွေ့မှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီကိုစာဖွေတဲ့မှတ်တမ်းအားလုံးဖြတ်မယ်ဆိုရင်ဒီမှာ delete browsing data ဆိုတာရှိတယ်အဲ့ဒါလေးချက်နှိပ်ပေးပါဒီလိုပေါ်လာပြီဆိုရင်ဒီအောက်မှာ delete data ကိုမနှိပ်ခင်မှာဒီအပေါ်ထောက်နာမှာရှိနေဒီ50 minute ပေါ့နော်အဲ့နေရာလေးကိုကျွန်တော်တစ်ချက်နှိပ်ပြရပါမယ်ဒီအဲ့နေရာလေးကဘာလဲဆိုရင်ဒီလိုပေါ်လာပြီဆိုရင်ဒီမှာ7 day တို့4 week ဆိုတာရှိရနော်အဲ့ဒါကဘာပြောတာလဲဆိုရင်တကယ်လို့ကိုက7 day ကိုနှိပ်မယ်ဆိုရင်အဲ့7 day ကလွန်ခဲ့တဲ့9ရက်အတွင်းမှာကိုစာဝေထားတဲ့ဟာမှန်သမျှကိုသူကဖြတ်ပေးမှာပေါ့နော်ဒီ7 day ထားပြီးတော့delete data ကိုနှိပ်လိုက်တာနဲ့ဒီကို9ရက်အတွင်းမှာကိုဘာတွေစာဖွေထားလဲဆိုတာအားလုံးကိုသူကဖြတ်ပြီးမှဖြစ်ပါတယ်။ဘယ်လိုကအကောလုံးကိုဖြတ်ချင်တယ်ဆိုရင်အဲ့ဒီလေးပြနှိပ်ပါဒီအောက်နာမှာ all time ဆိုတာရှိရနော် all time လေးကိုနှိပ်ပြီးတော့ဒီမှာ delete data ကိုနှိပ်ပေးလိုက်ပါ။အဲဆိုရင်ကျွန်တော်တို့အဲမှာဘာစာဖွေထားလဲဆိုတာအားလုံးကျွန်တော်တို့မရှိတော့ပါဘူး။တရားပြန်ကြည့်ပါဒါဆိုရင်ကိုယ့်ရဲ့ဖုန်းကိုသူများကိုင်နေချိန်မှာဘာမှတွေ့ရတော့မှာမဟုတ်ပါဘူးပြီးတော့ဒီညာလေးရှိရနော်ဒါလေးကိုလည်းကျွန်တော်တို့တစ်ချက်လောက်ဖြောက်ပေးလိုက်ပေါ့နော်ဒီလိုလေး delete လုပ်လိုက်ပေါ့နော်ဒါမျိုးလေး delete လုပ်လို့ရပါတယ်ဟုတ်ပြီအဲဆိုရင်ဘာမှမရှိတော့ဘူးနော်history ထပ်သွားပါမယ်ဒါဆိုရင်ဘာမှမရှိတော့ဘူးအဲ့ဒါတွေကခုနကကျွန်တော်တို့ Google ဝင်တဲ့ဟာတွေပေါ့နော်ဒါလေးပြန်ဖြတ်ပြလိုက်ဒါဘာမှမကြံတော့โอเคဒါဆိုရင်ကိုယ့်ရဲ့ဖုန်းကိုတမန်ကိုင်နေချိန်မှာတမန်ဘာမှကိုယ့်ရဲ့ဖုန်းကိုဘာကြီးကြည့်တာလဲဆိုတာကိုသူတို့မသိနိုင်တော့ဘူးเนาะနောက်တစ်ချက်ကဒီ Google မှာရှိရเนาะ Google လေးကိုလည်းတစ်ချက်သွားပေးပါမယ် Google မှာလည်း Google ကမှတ်တာပြီးမှတ်တမ်းရှိတယ်เนาะ Google မှာကြတော့ဘယ်နေရာသွားမလဲဆိုရင်ဒီအောက်နာ activity ဆိုတာလေးရှိတယ်เนาะအဲ့ဒါလေးတစ်ချက်နှိပ်ပေးပါပြီးတော့ဒီမှာတွေ့လားဒီမှာလည်းကိုဘာတွေစာထားလဲဆိုတာသူအားလုံးမှတ်ထားတယ်အဲ့တော့ဖြတ်မယ်ဆိုရင်ဒီအပေါ်တောင်းနာမှာ history ရှိရနော် history ကိုတစ်ချက်နှိပ်ပေးပါဒီမှာနော်သူအားလုံးကိုစာဝေထားတဲ့ဟာတွေအားလုံးရှိနေအဲ့တော့ဖြတ်မယ်ဆိုရင် manage or shut history ဆိုတာလေးကိုနှိပ်ပါချက်ဆောက်ပေးပါမယ်ဟုတ်ပြီဒီလိုပေါ်လာပြီဆိုရင်ဒီမှာ delete ဆိုတာရှိတယ်နော်ဒီ delete လေးနှိပ်ပေးပါ delete လေးနှိပ်ပြီးတော့ဒီမှာdelete all time ဆိုတာကြီးနှိပ်ပြီးလိုက်ရင်အားလုံးကုန်သွားမယ်နော် delete all time လေးကိုနှိပ်ပေးပါမယ်ကျွန်တော်တို့အကုန်လုံးဖြတ်ချင်တာဖြစ်တဲ့အတွက် delete all time လေးကိုနှိပ်ပေးမယ် okay ဒါဆိုရင် delete ဆက်လုပ်ပါမယ်โอเคဒါဆိုရင်အားလုံးပြတ်သွားပြီပေါ့နော်ဒီ audio delete နေရာမှာ3 month ဆိုတာလေးထားပေးလိုက်ပါဒါဆိုရင်သူက3လတစ်ခါကိုပြီး next ဆက်နေလိုက်ပေါ့နော်ဒီလိုသူကချိန်လာပြီးဆိုရင်ဒီမျိုး auto delete နေရာမှာ3 month ဆိုတာဖြစ်နေရင်သူက3လတစ်ခါကိုautomatic ဖြတ်ပေးမှာပေါ့နော်ဒီနေရာလေးက
အဲ့တော့ကျွန်တော်တို့ခုနတော့ history ရဲ့မရှိတော့ဘူးဖြတ်ပြီးသွားပြီဆိုတော့မာနော်မရှိတော့ဘူး history ရေးသွားမယ်ဒီမှာမရှိတော့เนาะ shifu history ရှိတယ်အဲ့ဒီချက်နှိပ်ပြီးပြန်ကြည့်မယ်ဒါဆိုရင်ဘာမှမရှိတော့ဘူးเนาะအားလုံးဖြတ်ပြီးသွားပါပြီဒါဆိုရင် okay ဒီလိုဖြတ်ပြီးလိုက်ပြီဆိုရင်ရပါပြီအားလုံးကျွန်တော်တို့အားလုံးကိုဆင်းပြလိုက်ပါပြီဒီကိုစာဖွေထားတဲ့ဟာတွေအားလုံးပေါ့เนาะ delete လုပ်လိုက်ပါပြီဒါဆိုရင်သူဘာမှကိုယ့်ရဲ့ဖုန်းကိုတမန်ဝင်ကြည့်တဲ့ချိန်မှာဘာမှတွေ့ရတော့မဟုတ်ပါဘူးအဓိကတော့ Google Chrome မှာလည်းဖြတ်ပေးရတယ်ဒီ Google ဆိုတဲ့နေရာလေးမှာလည်းဖြတ်ပေးရတာပေါ့နော်ဒီဗီဒီယိုကအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်နည်းပညာဗီဒီယိုအသစ်တွေထပ်မံကြည့်ရှုချင်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးပါ Facebook မှာဆိုရင်follow လေးလုပ်ပေးသွားဖို့မမေ့နဲ့เนาะအားလုံးကိုကျေးဇူးတင်ပါတယ်